နေ့တိုင်းသူကတကားကိုဖွင့်ပြီးအိမ်ကြီးချင်းကောင်မလေးစီကကြက်ဥတွေယူတယ်ဒါပေမဲ့နောက်တော့သူကအဲ့ဒီကြက်ဥတွေကိုအမိုက်ပုံးနဲ့လွင့်ပစ်လိုက်တယ်နောက်ဆုံးတော့ကောင်မလေးကသူ့ကိုမထင်မှတ်ပဲလက်ပူးလက်ချက်မိသွားတယ် Don't you want them? Julie, I mean, look at your backyard. It's a complete mess. It's like covered in turds. ကောင်မလေးကဒေါသတကြီးနဲ့ကြက်ဥတွေကိုဆွဲယူလိုက်တယ်ဒါကသူ့ရဲ့သဘောကျမှုကိုရလိုက်မယ်လို့သူမထင်ခဲ့တာဒါပေမဲ့ကောင်လေးတွက်တော့အဲ့ဒီကြက်ဥတွေကယွန်စရာကောင်းနေခဲ့တယ်သူမသဘောကျခဲ့ရတဲ့ကောင်လေးကဒီလောက်ဆိုးလိမ့်မယ်လို့သူမမထင်ထားခဲ့ဘူးအဲ့ဒီအချိန်ကစပြီးဂျူလီက Bryce ကိုလစ်လျူရှုခဲ့တယ်ဒါပေမဲ့ Bryce ကတော့နောင်တရဆပြုလာခဲ့တယ်သူကသူ့ကိုအမြဲတမ်းကြီးကြနေတတ်တဲ့ဂျူလီဟောင်းရဲ့အမှုအကျင့်ကိုတောင်တတိယနေမိတယ်ဂျူလီက Bryce ကိုအသက်9နှစ်အရွယ်မှာပထမဆုံးတွေ့ခဲ့တုန်းကသူ့မျက်လုံးတွေကိုချက်ချင်းပဲဆွဲလန်းသွားခဲ့တယ်သူမက Bryce နဲ့အတူတူဆော့ကစားချင်ခဲ့တယ်ဒါပေမဲ့သူတို့နှစ်ယောက်နောက်ပြောင်လိုက်တန်းပြေးတန်းကစားနေရင်သူတို့ရဲ့လက်တွေကမထင်မှတ်ပဲစုပ်ကင်မိသွားကြတယ် Bryce ရဲ့ဆွဲဆောင်မှုရှိတဲ့မျက်လုံးတွေကိုပထမဆုံးအကြိမ်ကြည့်လိုက်မိချိန်မှာဂျူလီရဲ့နှလုံးသားကတစ်ချက်ခုန်သွားခဲ့တယ်သူမကကိုယ်ခံစားချက်ကိုထုတ်ဖော်ပြဖို့တတိရှိရမယ်လို့ယုံကြည်ခဲ့တယ်ဒါကြောင့်အဲ့ဒီအချိန်ကစပြီး Bryce ကိုမြင်လိုက်တိုင်းသူမကရှက်ကြောက်မရှိပဲသူ့ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လေးရှိတယ်ဒါပေမဲ့ဒီဖြစ်က Bryce ကိုအရန်စိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်နောက်ဆုံးတော့လူတိုင်းကသူတို့နှစ်ယောက်ကိုအတန်းထဲကစုံတွဲလို့မြင်လာကြတယ်သူတို့ကဒီအကြောင်းနဲ့ပတ်သက်ပြီးကာယံအောင်လုပ်ခဲ့ကြတယ် Bryce and Julie sitting in a tree. K-I-S-S-I-N-G. Bryce ကဒါကိုမကြိုက်ခဲ့ဘူးဒါပေမဲ့သူကဒီအကြောင်းကိုဂျူလီနဲ့ပြောဖို့မရဲခဲ့ဘူးသူတို့6တန်းရောက်တဲ့အထိပဲ Bryce ကနောက်ဆုံးတော့အကြံကောင်းတစ်ခုရခဲ့တယ်အဲ့ဒါကတော့ကျောင်းရဲ့နမီကြီးကောင်မလေးကိုလိုက်နေတယ်လို့ဟန်ဆောင်ဖို့ပဲပြီးတော့ဂျူလီမြင်သာတဲ့နေရာမှာတမင်တကာနဲ့သူကကျောင်းရဲ့အလှပူရင်မလေးနဲ့ရင်းနှီးချင်ရောင်ဆောင်တဲ့ပြဿတစ်ခုကိုကပ်ပြခဲ့တယ်ထင်ထားတဲ့အတိုင်းပဲဂျူလီက Bryce ကိုတကယ်စိတ်ကားသွားခဲ့တယ်ဒါပေမဲ့ပျော်ရွှင်မှုကခဏတာပဲကြာခဲ့တယ်မကြာခင်မှာပဲ Bryce ရဲ့သူငယ်ချင်းဂယ်ရီက Sherry ကိုတိတ်တခိုးသဘောကျနေတာကြောင့်သူက Bryce ရဲ့ရည်ရွယ်ချက်အမှန်ကိုဖွင့်ချလိုက်တယ်အဲ့ဒီလိုနဲ့ Sherry နဲ့ Bryce တို့လမ်းခွဲခဲ့ကြတယ်ဒါပေမဲ့ဒီအဖြစ်အပျက်ကိုဂျူလီကမြင်လိုက်ရတယ်သူမကတိတ်တခိုးပျော်ရွှင်မှုကိုမထိန်နိုင်ခဲ့ဘူး Bryce ကနောက်ဆုံးတော့တယောက်တည်းပြန်ဖြစ်သွားခဲ့ပြီအဲ့ဒီအချိန်ကစပြီးသူမက Bryce အနားမှာမနေနိုင်တော့ဘူးသူ့ဝက်စားတွေကချုံမြတဲ့ဖျဲတီးရနံ့ကိုရှူရှိုက်ရင်သူတို့နှစ်ယောက်အတူတူရှိမဲ့နေ့ကိုအိမ်မက်မက်နေခဲ့တယ်ဒါပေမဲ့သူမသိခဲ့ဘူးသူမရဲ့အလွန်အမင်းအာယုံဆိုင်မှုကသူ့ကိုမလုံမလဲဖြစ်စေခဲ့တယ်သူလိုချင်တာကဒီဆွဲကောင်းပြီးစိတ်နှောက်ယှက်ဖြစ်စေရကောင်းတဲ့ကတ်တွေနေတဲ့သူစီကလွတ်မြောက်ဖို့ပဲ Bryce တို့မိသားစုဒီကိုပြောင်းလာကြတဲ့က Bryce ရဲ့အဖေကဂျူလီတို့မိသားစုကိုအခါအားလျော်စွာလောင်ပြောင်တယ်သူတို့ကိုတောသားတွေလို့လောင်ပြောင်ပြီးသူတို့ရဲ့ရှုပ်ပွက်နေတဲ့ခြံနဲ့ကားဆုပ်ပြက်အကြောင်းကိုနောက်ပြောင်တယ်သူကဂျူလီရဲ့အဖေကိုဆင်းရဲတဲ့ပန်းချီဆရာတယောက်လို့ထင်ခဲ့တယ်ဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့ Bryce ကဂျူလီရဲ့မိသားစုအပေါ်အမြင်ဆောင်လာခဲ့တယ်ဂျူလီကတော့ဒါတွေအားလုံးကိုလုံးဝမသိခဲ့ဘူးဒီနေ့မှသူမရဲ့အဖေကခြံထဲမှာပန်းချီဆွဲနေတော့ရုတ်တရက်သူမကိုမိကုန်းတစ်ခုမေးလိုက်တယ် Bryce ရဲ့ဘဲချက်ကိုမင်းသဘောကျတာလေ I don't know. I guess it's something about his eyes. Or maybe a smile. What about him? သူမရဲ့အဖေကပြောတယ်တခုလုံးကအစိတ်ပိုင်းတွေရဲ့ပေါင်းလက်ထက်ပိုကြီးမြတ်တယ်တဲ့တယောက်ယောက်ကိုသဘောကျဖို့ဆိုရင်အလုံးစုံကိုကြည့်ရမယ်အစိတ်အပိုင်းတစ်ခုတည်းကိုပဲမဟုတ်ဘူးဒါပေမဲ့ဂျူလီကသူမအဖေရဲ့စကားတွေကိုနားမလည်ခဲ့ဘူးမထင်မှတ်တဲ့အဖြစ်တစ်ခုမဖြစ်ခင်ထိပေါ့သူမကကျိုးပြတ်သွားတဲ့စွန်တလုံးကိုဖြုတ်ဖို့စူးစမ်းနေခဲ့တယ်မြင့်မားတဲ့တစ်ပင်ကြီးပေါ်ကိုတက်သွားခဲ့တယ်သူမတက်လေလေရှုခင်းကပိုပြီးအမခန်းဖြစ်လာလေလေပဲအချိန်တိုင်းမှာသူမက Bryce ကိုသူမနဲ့အတူရှုခင်းခံစားဖို့ဖိတ်ခေါ်တယ်ဒါပေမဲ့ Bryce ကတော့အကြောင်းပြချက်မျိုးမျိုးနဲ့အမြဲတမ်းညှင်းပယ်ခဲ့တယ်ဘာလို့လဲဆိုတော့သူ့သူငယ်ချင်းတွေကသူမကိုထူးဆန်းတဲ့သူလို့လောင်ပြောင်လေးရှိလို့ပဲအဲ့ဒီအချိန်ကစပြီးသူမကဒီနေရာကိုဆွဲလန်းသွားခဲ့တယ်သူမကနေတိုင်းတစ်ပင်ပေါ်ကိုတက်ခဲ့တယ်နေထွက်ချိန်မှာတိမ်ပင်လေကိုကြည့်ဖို့ပေါ့နေရောင်ကြီးကမနက်ခင်းကောင်းကင်ကိုထိုးဖောက်သွားပုံကိုမြင်တွေ့ရတယ်ရုတ်တရက်သူမကသူမအဖေရဲ့စကားတွေကိုနားလည်သွားခဲ့တယ်တခုလုံးကအစိတ်ပိုင်းတွေထက်ပိုရေးကြီးတယ်ဆိုတာကိုပေါ့အရင်တုန်းကသူမက Bryce ရဲ့တောက်ပမှုတွေကိုပဲမြင်ခဲ့တယ်အခုတော့သူမကဒါနဲ့ပဲအကန့်အသတ်မရှိတော့ဘူးအဲ့ဒီအစားသူမကပိုကျယ်ပြန့်တဲ့ကဘာကြီးကိုကြည့်မြင်လာခဲ့တယ်